မသွေးတဲ့ကြောက်ဟာအဖိုးမတန်တယ်လို့ပဲမတွေးတဲ့လူဟာလည်းအဖိုးမတန်တဲ့သူဖြစ်လာနိုင်တယ်ဒါဆိုရင်ဘာတွေကိုတွေးရမှာလဲကိုဘဝရှိရအတွက်ကိုနေ့စဉ်အကောင်းဆုံးဘာလုပ်နေမလဲဆိုတာကိုတွေးရမယ်ဒီတစ်နေ့တာလုံးအတွက်ငါအကောင်းဆုံးလုပ်မဲ့အရာကဘာလဲဒီတစ်ပတ်လုံးမှာငါအကောင်းဆုံးစ조사နေမဲ့အရာကဘာတွေလဲဒီတစ်လမှာငါမဖြစ်အောင်သွားမဲ့ target ကဘာလဲဒီတစ်နှစ်တာလုံးမှာငါလိုချင်တဲ့ပိုင်ဆိုင်ချင်တဲ့အရာကဘယ်အရာဖြစ်လဲအဲ့ဒီအရာကိုရောငါဘလို့နီးလန်းနဲ့စ조사ပြီးရအောင်ယူမလဲဆိုတဲ့စိတ်နဲ့အမြဲတမ်းတွေးနေတဲ့သူတယောက်သားလျင်တကယ်တန်ဖိုးရှိတဲ့လူတယောက်ဖြစ်လာမှာဖြစ်ပါတယ်ကျမပြောခဲ့သလိုပဲမသွေးတဲ့ကြောက်ဟာတန်ဖိုးမရှိသလိုပဲမတွေးနေဘူးဆိုရင်ကိုဘဝရှိရင်းနဲ့ပတ်သက်ပြီးတော့မှဘာမှဖြစ်လာမှာမဟုတ်ပါဘူးဒါကြောင့်မို့လို့အခုလက်ရှိကိုရောက်နေတဲ့နေရာကနေပြီးတော့မှနောက်ထပ်တစ်ဆင့်နောက်ထပ်ကောင်းမွန်တဲ့ဘဝနောက်ထပ်ပို့ပြီးတော့မှစိတ်ချရတဲ့နေရာတစ်ခုရောက်ဖို့အတွက်ဆိုရင်မိတ်ဆွေနေ့စဉ်နဲ့အမျှဘာတွေတိုးတက်အောင်လုပ်မလဲဘာတွေအောင်မြင်အောင်လုပ်မလဲဘာတွေပိုကောင်းအောင်လုပ်မလဲဆိုပြီးတော့မှနေ့စဉ်နဲ့အမျှတွေးနေမှသာလျှင်တကယ်တန်ဖိုးရှိတဲ့ကြောက်ကောင်းတပွင့်တကယ်တော့မိတ်ဆွေရဲ့ဘဝကလည်းတင့်တယ်လှပပြီးတော့မှအယောင်လေးလက်လာမှာဖြစ်ပါတယ်အမြဲတမ်းတွေးနေပါကိုတွေးတဲ့အတွေးတိုင်းကိုလည်းအသက်ဝင်အောင်ပုံဖော်နေပါဒါမှသာလျှင်မိတ်ဆွေသည်လူဖြစ်ရကြိုနှက်တဲ့လူတစ်ယောက်အနေနဲ့လောကကြီးမှာနောက်ဆုံးသောနေ့အထိကိုကျေနပ်သွားတဲ့သူတစ်ယောက်နောင်တကင်းတဲ့သူတစ်ယောက်ဖြစ်မှာဖြစ်ပါတယ်